မင်းရောက်လိုက်9နှစ်လုံးလုံးမလုပ်ခဲ့ဘူးသူအဲ့အားနေချက်ကိုကောင်းကောင်းရှာတယ်ရဲဝင်းကောင်းကောင်းရှာတယ်ရှာပြီးတော့မှသူ့ရဲ့လူတွေဒါတွေကြောင့်ဆစ်ရှုံးနေပါလားဆိုတဲ့ဟာဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့2026မေလ21ရက်နေ့ပေါ့နော်ကျွန်တော်မင်္ဂလာပါဆရာကြီးနှုတ်ဆက်ဖို့တော့မင်္ဂလာပါဆရာကြီးခဏဒါကျမ်းမာရေးလေးနည်းနည်းမကောင်းတဲ့အတွက်ခဏအနားယူနေပါတယ်လို့နောက်တကြားမေးမှဆိုလို့ပေါ့နော်အဲ့တော့မနေ့သတင်းကြရင်လည်းမပါဘူးဒီညနေသတင်းလည်းဆရာကြီးမပါဘူးဆိုတဲ့ဟာလေးတခါလေးကြိုပြီးတော့မှပြောထားပြစီဗျအဲ့တော့ဒီနေ့ကျွန်တော်သုံးသပ်ပေးသွားမယ့်သတင်းတွေမှာကျွန်တော်တော်လိုင်းရဲ့အောင်မြင်မှုစီးရေးသတင်းတွေလားဆိုတာလည်းစာလို့ရှိရင်တော့ကျွန်တော်စီးရေးသတင်းတွေအောင်မြင်မှုသတင်းတွေပေါ့နော်အများနဲ့သုံးသပ်နေတဲ့အခါမှာကြတော့ပြောရမှာဆိုရင်နားထောင်ကားတဲ့ပြည်သူလူထုလည်းဤသလိုကျွန်တော်လည်းတစ်ခါလေးမှဤတယ်ဘာကြောင့်လဲဆိုတော့တစ်ခါလာလို့ရှိရင်ကျွန်တော်တို့ကဘယ်လိုအောင်မြင်မှုရတယ်ပြီးရင်စစ်တပ်ကတော့ဘာအားနည်းချက်တွေရှိတယ်နောက်တစ်ခါလာလဲဘယ်လိုအောင်မြင်မှုတွေရှိရစစ်တပ်ကဘယ်လိုအားနည်းချက်တွေရှိတယ်ဆိုတဲ့ဟာတွေပဲကျွန်တော်တို့ကပြောနေတိုင်းပြောနေရတဲ့ခါကျတော့တစ်ခါလေကျသိဂရင်းမတွေ့တော့ဘူးပေါ့နော်ဂရင်းမတွေ့တော့နည်းနည်းပြောင်းပြီးတော့မှသုံးဆောင်ရတာပေါ့နော်ပြောရမယ်ဆိုရင်တော့အဲ့တော့ဒီနေ့ကကျွန်တော်ပြောသွားမယ့်ထဲမှာတမျိုးတမီမမြင်ဖို့လဲကျွန်တော်စပြီးတော့ပြောချင်ပါတယ်ဘာလဲဆိုတော့တစ်ဖက်ကဘာတွေလုံနေပြီလဲဆိုတဲ့ဟာကိုပဲကျွန်တော်ပြောမှာပါကွာကျန်တာကကျွန်တော်ဘာမှပြောမှာမဟုတ်ပါဘူးတစ်ဖက်ကဘာကြီးလုံနေတယ်တစ်ဖက်ရဲ့ခြေလှမ်းတွေကျွန်တော်တို့ကကျွန်တော်အများနဲ့ပြောပါတယ် know your man know your enemy know your man ကိုလူကြောင့်ကိုသိရမယ် know your enemy ကိုရန်သူကြောင့်ကိုသိရမယ်ဆိုတဲ့ဟာကစစ်အောင်နိုင်ရေးရဲ့စစ်နိုင်တိုက်ရေးရဲ့အခန်းကဏ္ဍထဲမှာ percentage ခုဖြစ်ပါဝင်ပါတယ်ဒါကိုကျွန်တော်အလေးနဲ့ပြောချင်ပါတယ်သူတို့ဘာကြီးလုံးနေပြီလဲကျွန်တော်တို့သိသင့်ပါတယ်သူတို့ဘာကြီးဘယ်ခြေလမ်းတွေလှမ်းနေလဲကျွန်တော်တို့လေ့လာသင့်ပါတယ်ဆိုတော့အကြောင်းတရားတွေကိုကျွန်တော်ဒီနေ့ထည့်ပြီးတော့မှပြောသွားချင်ပါတယ်အဲ့တော့ပထမဆုံးသတင်းတစ်ပုဒ်ကတော့ဒီကိစ္စတွေတော့မဟုတ်သေးဘူးပေါ့ပထမဆုံးတစ်ခုကတော့တော်လိုင်းတက်မြဂိုင်းကနခွဲခြင်းနဲ့သူ့လူငါလူခွဲခြားပြုလုပ်ခြင်းတို့ကြောင့်တော်လိုင်းပျက်စီးနိုင်ပါတယ်လို့ဗိုလ်ချုပ်အောင်မြတ်ကျွန်တော်တို့ KA ရဲ့စီဦးစီးချုပ်ပေါ့နော် KA ရဲ့စီဦးစီးချုပ် KNI ပြည်နယ်တပ်မတော်ရဲ့စီဦးစီးချုပ်ဖြစ်တဲ့ဗိုလ်ချုပ်အောင်မြတ်ကကျွန်တော်တို့ KA ရဲ့မေလ19ရက်နေ့မှာပြုလုပ်ခဲ့တဲ့ပြီးခဲ့တဲ့မနေ့တနေ့อ่ะပေါ့နော်တနေ့อ่ะပြုလုပ်ခဲ့တဲ့ကျွန်တော်လူမျိုးနယ်မြေတစ်ခုမှာပြုလုပ်ခဲ့တဲ့အခြေခံစစ်ပညာသင်တန်းဆင်ပွဲအမှတ်စဉ်မှာအပတ်စဉ်မဟုတ်ပါဘူးတချို့ကအပတ်စဉ်နဲ့ဘယ်ဟာကိုဆင်ခိုင်းနေတယ်တော့မသိဘူးပေါ့နော်အမှတ်စဉ်မှာအမှန်တကယ်တော့အဲ့တော့အမှတ်စဉ်80ခွန်မှာပြောကြားခဲ့တဲ့စကားလေးကိုကျွန်တော်ပြန်ပြီးတော့မှပြောပြခြင်းပါတယ်သူပြောတဲ့ဟာကသူ့လူငါလူခွဲခြင်းဂိုင်းကနခွဲခြင်းကတကယ်တော်လိုင်းရဲ့ပြသေးတဲ့အကြောင်းတရားဆိုတာကတော့ကျွန်တော်အမှန်ပါတကယ်လည်းလက်ကင်ထားရမယ်တကယ်လည်းလက်ခံထားရမယ်နော်ဟာဒီကောင်ဟိုကကောင်လေးဒီကောင်ကဟိုကကောင်လေးဒီကောင်ကဒီကကောင်လေးနဲ့အဲဟိုကကောင်ဒီကကောင်လေးခွဲနေရင်းနဲ့ပဲကျွန်တော်တို့တွေကကျွန်တော်အမြဲတမ်းပြောပါတယ်ကိုလူကိုဖောင်းထုဖို့ဆိုရင်ကျွန်တော်တို့ကFacebook မှာရေးလိုက်တာဆိုတာဟိုအမေရိကန်မှာနေတဲ့လူကထိုင်းနိုင်ငံမဲဆောက်မြို့အကြောင်းရေးတာနော်ထိုင်းနိုင်ငံချင်းမိုင်အကြောင်းရေးတာထိုင်းနိုင်ငံဘန်ကောက်အကြောင်းရေးတာသူငုတ်တုတ်ထိုင်ကြည့်နေတယ်လို့ပဲရေးတာဟာဘယ်တော့ဘလို့ဟွာဖြစ်ပြီးတော့မှပတ်စံကဘလို့ဟွာဖြစ်တာအဲ့အမေရိကန်ကနော်အဲ့တော့ဩစတြေးလျကတနိုင်ငံပေါ့ဗျာပြောချင်တာကအမေရိကန်သေးလို့တဲပြောတာမဟုတ်ဘူးเนาะတမျိုးလဲမြင်ပါဆိုလို့အဲ့တော့တတိယနိုင်ငံကတကယ်ကလောင်ရှင်တွေဆယ်လီတွေရေးလိုက်တဲ့ဟာကဘယ်သူတွေအကြောင်းလဲဆိုတော့ထိုင်းနိုင်ငံချင်းမိုင်မြို့ကလူတွေဘန်ကောက်ကလူတို့
မဲဆောက်ကလူတို့အများဆုံးတော့မဲဆောက်ကလူပေါ့နော်မဲဆောက်ကလူတို့ကတော့ရေးလိုက်တဲ့ဟာကဟာကွက်တီဓာတ်ထိဆိုမှန်တယ်ပြောတာမဟုတ်ဘူးနော်သူပြောတာရက်ဆွဲနေအချိန်နဲ့အတိအကျသူရေးလိုက်တာအဲ့တော့ဘသူရှိပြီလဲဆိုဒလန်ရှိပြီဒါဘာဒလန်လဲဆိုအတွင်းဒလန်နော်အတွင်းဒလန်ကိုလူချင်းချင်းတွေးခွဲမဲ့ဒလန်ကျွန်တော်ကတတိယနိုင်ငံမှာနေတယ်ဟိုဒုတိယနိုင်ငံဖြစ်တဲ့ထိုင်းနိုင်ငံလူအကြောင်းကိုကျွန်တော်လာပြီးတော့မှလှမ်းပြီးတော့ဘာဘလို့ဖြစ်တယ်ကိုတင်လင်းအောင်ဘာညာဆိုပြီးတော့မှပို့လေကျွန်တော်ဘာလို့ရေးရမှာသူလာပြောလဲဘာလို့ရေးရမှာကျွန်တော်ဟိုတနေ့ကလို့ပေါ့ YouTube မှာ live လွှင့်တဲ့အချိန်မှာပြီးခဲ့တဲ့တနေ့နေ့နဲ့ live လွှင့်တဲ့အချိန်မှာကျွန်တော်ဘာပြောလဲဆိုတော့မင်း NUG ကဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတဲ့ဟာကြတော့မင်းတို့ကမပြောရဲဘူးအပေါက်ပိတ်နေတယ်လို့ဘာဖြစ်တယ်လို့ကျွန်တော်တို့တေချာလေးလာတယ်စုံစမ်းတယ်ကြည့်တယ်ငွေချင်းမပြည့်စုံခြင်းကလည်းအားနေချက်မဟုတ်ဘူးဗျအဲ့ဒါကိုတွားပြီးတော့ခင်ဗျားတို့ဘာထောက်ပံ့နိုင်လို့လဲတွားမေးအောင်အဲ့ဒါလာမင်းလာခဲ့လားမင်းလာဒီငန်းနေအောင်လာလို့မင်းထောက်ပံ့ပို့ဆောင်ရေးဝင်ကြီးလို့မင်းဘယ်ကနေပတ်စံကောက်ပြီးတော့အဲ့ရဲဘော်မင်းဘလို့ထောက်ပံ့မလဲဆိုတဲ့ဟာလေသူတို့မှအခက်အခဲရှိကောင်းရှိနိုင်တယ်ဗျအင်ကန်ကဘယ်လောက်လဲတလားကိုမြန်မာငွေ300ဝင်ပြီးတော့မှရဲဘော်တွေကိုပြန်ထောက်ပံ့မှာ300ဖြစ်ကောင်းဖြစ်နေနိုင်တယ်နော်အဲ့တော့ဝင်ငွေနဲ့ထွန်းငွေမမျှတခြင်းတွေအကြောင်းတွေသူ့မှာရှိမှာပေါ့နော်အဲ့တော့မင်းမပြောရအဲ့ဒါကျွန်တော်ပြန်ဗာပြန်ပြောလိုက်တော့ခမ ्या အချက်နဲ့အလက်နဲ့ချက်နဲ့ခွက်နဲ့ခမ ्या သိလို့ရှိရင်ဒီအကြောင်းအရာတွေကိုခမ ्या ထောက်ပြနိုင်ရင်ခမ ्या social media ဝတက်ရေးခမ ्या လည်း live လွှင့်ပိုင်ခွင့်ရှိတယ်လွှင့်ခမ ्या ပြောပါလားဘာလို့ကျုပ်ကိုလူမိုက်လာငှားနေရတော့ပြောချင်တဲ့သဘောကတော့အဲ့ဒီဟာပေါ့နော်အဲ့တော့ဟိုကိုလူကဒီကနေပြီးတော့မှအနာကနေထိုင်ကြည့်ပြီးတော့မှဟာဟိုကတော့တင်းလင်းအောင်ကတော့ဟိုနေရာနေဟိုကားနဲ့သွားတာတွေးလိုက်တယ်သူများကစီဝါလာသူကားလားပါလိုက်အဲ့ကားဘလောက်တန်လဲတွေဗာလဲတွေတိတ်ပြီးတော့သူကခေါင်းနဲ့မထည့်ဘူးကားနဲ့သွားတာတွေးလိုက်တယ်ဟိုဆိုင်မှာထိုင်တာသူများကျွေးလို့သွားစားတာလားနော်ဧည့်သည်အတင်းခေါ်လို့သွားတာလားသူကသူဆောက်ဆံသွားဖြုံးတာလားဆိုတာလေစိတ်တရင်ကိုနောက်ဆုံးညီမလိုက်ဘဲနဲ့အဲ့ဒီဟာကွက်ဆိုရေးပြီးတော့မှဟိုတတိယနိုင်ငံလူကိုတော့ပို့လိုက်တတိယနိုင်ငံလူကဟာတင်လင်းအောင်ဆိုတဲ့ကောင်ကဘယ်လိုဖြစ်တယ်ညာလိုဖြစ်တယ်တွေပါတွေကောက်ပြီးတော့မှရေးတယ်လို့ပေါ့နော်ကျွန်တော်ပြောချင်တဲ့အဓိပ္ပာယ်ကတော့သူ့လူငါလူဆိုပြီးတော့မှအဓိကဂိုင်းကနခွဲခြင်းကစီဒီယန်နေကောင်းသားနေတယ်အဲ့ဒီမှာစီဒီယန်တချို့ကောင်းသားနေတယ်လို့တချို့ဒုက္ခရောက်တဲ့လူကတော့ရောက်နေတယ်လို့ဆိုတဲ့ဟာကဒါကလည်းကျွန်တော်တို့ဟိုနေ့ကဒါ SCC ပေါ့နော်နိုင်ငံရဲဘော်တွေကိုအကူအညီဆောင်ရှောက်တဲ့စင်တာတစ်ခုပေါ့နော်ဒါ Sunshine Care Center ရဲ့နာမည်အရှိကတော့ SCC ရဲ့နာမည်အရှိကတော့သူပြောလို့အရာအလုံးကိုတော်လှန်ရေးကိုပုံချနေခြင်းကမန်နေဂျီပြောလို့ပေါ့အရာအလုံးတော်လှန်ရေးပုံချတယ်ကိုကကိုတော်လှန်ရေးမှာမိန်းမယူတယ်တော်လိုင်းမှာယောက်ျားယူတယ်တော်လိုင်းမှာကလေးမွေးလို့ဟာနေဒီကလေးကဟွာဖြစ်နေပါမွေးဖွားမီးဖွားသေးကအစင်မပြေဘူးလို့ဟွာဖြစ်တယ်ဒီဟာဖြစ်တယ်လို့ဆိုဒီဟာကတော်လိုင်းရင်းနဲ့ကျွန်တော်တို့ဘွားနဲ့သွားပြီးတော့မှဒိန်းတို့နှစ်ခုလုံးသွားကတ်လို့မရဘူးသွားကတ်လို့မရဘူးကျွန်တော်ဟိုဝေးချင်တယ်ဒီဝေးချင်တယ်ဟိုကားစီးချင်တယ်ဒီကားစီးချင်တယ်ဟိုဆိုင်ကလိုချင်တယ်ဒီဆိုင်သွားချင်တယ်ဆိုရင်ကိုယ့်ကိုရအောင်ကြိုးသားလေကိုယ့်ကိုအခွင့်လန်းရှာကိုယ့်ကိုအလုပ်ရအောင်လုပ်ပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့ဟိုဆိုလိုချင်တာကကျွန်တော်တခြားလူတွေဖောင်းထုတ်ခြင်းမဟုတ်ပါဘူးပြောချင်တာကသူကဟိုအဲ့လိုမျိုးကောင်းတာမြင်လာတဲ့ခါကြလို့ရှိရင်လူတွေကဘာလုပ်ကြလဲဆိုတော့အဆင်ပြေတာမြင်တဲ့ခါကျရင်ခြုံညကလောင်ရှင်တွေကိုသွားပြီးတော့မှ data ချက်လေးတွေသွားပေးကြရကလောင်ရှင်တွေကလည်းအမီးတက်နေထားမှမသိခေါင်းတက်နေထားမှမသိကလော်တော့တာဟာဘာဖြစ်တယ်ညာဖြစ်တယ်ထိုတို့၎င်းတို့ဤတို့၎င်းတို့ဆိုပြီးတော့မှရှောက်ပြီးတော့မှလောက်ကြတယ်ပေါ့နော်အဲ့တော့ဒီဟာကဗိုလ်ချုပ်အောင်မြတ်ပြောတဲ့စကားကအဲ့ဒီဟာပါပဲဂိုင်းကနာခွဲတဲ့ဟာသူ့လူကိုလူ NUG ကလူ NUG အောက်ကမဟုတ်တဲ့တက်ကလူစစ်သားစီဒီယန်ဟိုကရဲစီဒီယန်ဟိုကပညာရေးစီဒီယန်ဟိုကဆယ်လီနော်
ဆယ်လီလည်းပါဇက်တစ်ပေါက်ပဲပါတာဖေတစ်ပေါက်ပဲပါတာဟောလက်နှစ်ချောင်းပဲပါတာပါဇက်တစ်ပေါက်ပဲပါတာအုံနောက်တစ်ခုပဲပါတာနေရွယ်လည်းနှစ်ဖက်ပဲပါတာအဲ့တော့ကိုယ့်ရဲ့ဟိုဟာကိုယ့်ဘာကိုအကုန်လုံးကတော်လန်ရေးပေါ်မှာပုံချဖို့မကောင်းပါဘူးမသိတော့ပါဘူးဆိုတဲ့ဟာကိုဒါဒီဟာပြောတာပေါ့နော်ဘိုလ်ချုပ်အောင်မြတ်ပြောတဲ့စကားကတော့ဒါကျွန်တော်လည်းလက်ခံပါတယ်အဲ့တော့ဒီဟာကတော်လိုင်းကိုပျက်စီးစေနိုင်တယ်ဆိုတဲ့အဓိပ္ပာယ်ကလည်းအမှန်တကယ်ပါပဲနော်အမှန်တကယ်ပါပဲဘာကြောင့်လဲဆိုဒီလိုမျိုးခွဲနေဟာသူနဲ့ဆိုငါအလုပ်တွဲမလုပ်ဘူးကွာတို့ဟိုလူနဲ့ဆိုအလုပ်တွဲမလုပ်ဘူးကွာဆိုတဲ့ဟာတွေကကျွန်တော်တို့က personal ဖြစ်ကောင်းဖြစ်နိုင်တယ် personal ဖြစ်ကောင်းဖြစ်နိုင်တယ်ဒါပေမဲ့ကျွန်တော်တထဲမှနေတော့ဘာဖြစ်လဲဆိုတော့ကျွန်တော်မျိုးသမီးနဲ့နောက်တခြားဘိုးကြီးကတော်တယောက်နဲ့ပေါ့နော်ဟိုကျွန်တော်လည်းဘိုးကြီးပါပဲအဲ့တော့ဘိုးကြီးကတော်နှစ်ယောက်စကားမပြောကြဘူးပြောကြတော့ကျွန်တော်မျိုးသမီးကလည်းကျွန်တော်ရှေ့ထဲမှာနေတာကျွန်တော်မျိုးသမီးကလည်းကျွန်တော်ကိုလှမ်းပြီးတော့ပြောတယ်အာ तू ကဘလို့ဖြစ်တယ်ညာလို့ဖြစ်တယ်ဟိုဘက်ကအမျိုးသမီးကလည်းသူယောက်ျားကိုလှမ်းပြောတယ်အာဘလို့ဖြစ်တယ်ညာလို့ဖြစ်တယ်နော်အဲ့တော့သူတို့နှစ်ယောက်စကားမပြောတာကိစ္စကိုကျွန်တော်နှစ်ယောက်လုံးသိကြအောင်သိတဲ့ခါကျတော့ကျွန်တော်တို့ဒီလိုအတူတူထိုင်ញိုင်းနဲ့တွေ့တဲ့ခါကျတော့ကျွန်တော်ကဘာပြောပြလဲဆိုတော့သူကကျွန်တော်လည်းငယ်တာဗောနော်ငယ်တဲ့ခါကျတော့မနေ့ကျွန်တော်ဖိပြောရင်တော့ရတာဗောရောက်မိမဘာဆောက်ချိုးလဲလို့ဘာဖြစ်တယ်ညာဖြစ်တယ်ဖိပြောရင်ရတာဗောကျွန်တော်ဘာပြောခဲ့လဲဆိုတော့ညီလေးခြေတန်းမှာတိုက်ပွဲတကယ်တိုက်ကြပြီဆိုလို့ရှိရင်မင်းအသက်ကိုမင်းဒဏ်ရာရလို့မင်းကိုလာဆွဲမှာမိမမဟုတ်ဘူးနော်မင်းကိုဒဏ်ရာရလို့ရှိရင်လာကယ်မှာငါဒဏ်ရာရရင်လာကယ်မှာမင်းအဲ့တော့မင်းနဲ့ငါနဲ့ချစ်ချင်းတရားကပြတ်သွားတဲ့အကြောင်းမရှိဘူးသူတို့ကသူစကားပဲပြောနှစ်ပန်းပဲလုံးနှစ်ပန်းလုံးရင်မင်းကမိမမင်းဆွဲငါမိမငါဆွဲလိုက်မယ်ပြီးသွားပြီဟိုဆိုလိုတဲ့အိဗေကတော့သူကျွန်တော်တို့ကအဖွဲအစည်းနဲ့ပတ်သက်ပြီးဟာအဲ့လို तू ကဟိုဘက်တက်ခွဲကိုင်နေကျွန်တော်ဒီဘက်တက်ခွဲကိုင်နေဟိုကမိမနှစ်ယောက်စကားမပြောတာနဲ့ကျွန်တော်တို့လှမ်းပေးတဲ့သတင်းနဲ့အဲ့ကောင်တက်ခွဲနေဆိုကျွန်တော်တွဲပြီးအလုံးမလုပ်ဘူးလို့ဘာလို့ဆိုတဲ့ဟာကဘလို့မှဖြစ်เสียအကြောင်းမရှိဘူးလို့ကျွန်တော်ပြောချင်တာပေါ့နော်ကျွန်တော်ပြောချင်တဲ့အဓိပ္ပာယ်ကတော့အဲ့ဒါပါဒါကြောင့်မလို့ဂိုင်းကနာခွဲခြင်းနဲ့သူ့လူငတ်လူခွဲခြားမှုပြုလုပ်ခြင်းကတော်လိုင်းကြီးကိုတကယ်ပျက်စီးစေနိုင်ပါတယ်ဒါကတော့အရှိတရားပါအမှန်တရားပါပဲနော်ဒီဟာလေးကတော့ကျွန်တော်တို့လုံးဝလက်ခံရမှာဖြစ်သလိုတော်လိုင်းနဲ့ပတ်သက်လာလို့ရှိရင်ကောင်းတဲ့ချက်တွေကျွန်တော်စုပြီးတော့မှတူရလေးတွေစုပြီးတော့မှအလုပ်လုပ်ကြတာပို့ပြီးတင့်တော်ပါလိမ့်မယ်ဆိုတာတစ်ချက်လက်သွားတွေ့ပါတယ်နောက်တစ်ခုကဘာလဲဆိုတော့လဲချားပေါ့နော်ကျွန်တော်တို့ဒါလဲချားအရှိလက်ပိုင်းတိုင်းစစ်တာနာကျုပ်လို့ပြောပါတော့အရှိလက်ပိုင်းတိုင်းစစ်တာနာကျုပ်လဲချားကခမရ915ပေါ့နော်ခမရ915ရှေ့တန်းဝင်တဲ့ချိန်မှာသူကမီဒီယာတော့ဖော်ပြတယ်ရှေ့တန်းဝင်တာတခြားဟာလည်းဖော်ပြပါတယ်ဒါပေမဲ့အရှိလက်ပိုင်းတိုင်းစစ်တာနာကျုပ်နေရာမှာကတကယ်တိုက်ပွဲပြင်းပြင်းထန်ထန်ရှိလားဆိုတော့မရှိဘူးဒါပေမဲ့သူတို့ကဘယ်ကိုသွားလဲဆိုတော့ကျွန်တော်ဘောလခဲဒေတာကိုသွားခဲ့တယ်ပေါ့နော်ဘောလခဲကရီနီပြည်နယ်ဖြစ်တဲ့ဘောလခဲဒေတာကိုသူတို့ကရှေ့တန်းသွားတယ်ဒါလေးနဲ့ပတ်သက်ရင်ကျွန်တော်အကြံဝင်းပြောမှာပါနော်ဒါနဲ့ပတ်သက်လို့နည်းနည်းလေးနာညီကောင်းညီးနိုင်ပါတယ်လို့ကျွန်တော်ပြောချင်ပါတယ်ပေါ့နော်အဲ့တော့အရှိလက်ပိုင်းစစ်တာနာချုပ်ဘောလခဲဒေတာကိုသူက915ကရှေ့တန်းသွားတယ်3နှစ်ကျော်ပေါ့နော်သူတို့ရေးထားတဲ့သတင်းမှာတော့11 media group မှာရှိပါ3နှစ်ကျော်ရှေ့တန်းသွားတဲ့အချိန်မှာတိုက်ပွဲပေါင်း86ကြိမ်ဝန်းကျင်နော်ထိတွေ့တိုက်ပွဲပေါင်းနဲ့86ကြိမ်ဝန်းကျင်ဖြစ်ခဲ့တယ်ပေါ့နော်အဲ့ဒီအချိန်မှာရန်သူထံကနေအလောင်းလက်နက်တွေလဲတင်စီရမိခဲ့တယ်ပေါ့နော်အဲ့သူက3နှစ်ကျော်ရှေ့တန်းဝင်ပြီးကမှရှေ့တန်းသွားပြီးကမှအဲ့ဒီဘောလခဲဒေတာကနေမှကျွန်တော်တို့ပြန်လာတယ်အရှိလက်ပိုင်းတိုင်းစစ်တာနာချုပ်နေရာဖြစ်တဲ့သူကလဲချားကိုရှေ့လက်ပိုင်းတိုင်းစစ်တာနာချုပ်ကခိုးလမ်းမှာအခြေစိုက်တာပေါ့နော်အဲ့ဒီသူကိုကဲမှုအောင်လဲချားကိုရှေ့တန်းပြန်ဝင်လဲချားကိုရှေ့တန်းပြန်ဝင်တဲ့အခါကျတော့ဘသူတွေသွားကြိုလဲဆိုတော့ဒူတိုင်းမှုနော်နံပါတ်1ကဒူတိုင်းမှုနံပါတ်2ကဘယ်လိုလဲဆိုတော့ကျွန်တော်အမှတ်1စစ်စင်ကိုကဲမှုဌာနချုပ်ရဲ့စကခ2ရဲ့ဒူစကခမူနော်ဘုံမူကြီးမင်းသိန်းကြော်လာပါလေသူတို့ရေးထားတဲ့ထဲမှာတွေ့တယ်ဗျအဲ့တော့သူတို့သွားကြိုတယ်သွားကြိုပြီးတော့မှ
ဘာလို့လဲဆိုတော့ဟာဝင်လာတဲ့လူတွေကိုဖက်လဲတကင်းနော်ဖက်လဲတကင်းရှေ့တန်းဝင်လာတဲ့ရဲဘော်တွေကိုဖက်လဲတကင်းနှုတ်ဆက်တယ်မင်းတို့အောင်မြင်မှုကိုဂုဏ်ယူပါတယ်ဘာဖြစ်တဲ့ညာပဲပြီးလို့ရှိရင်ဂုံပြုစုချင်းမြင့်ငွေ၃နှစ်ကျော်ရှေ့တန်းတာဝန်ထမ်းဆောင်ခဲ့မှုအပေါ်ကိုဂုံပြုစုချင်းမြင့်ငွေတောက်ပေးပါတယ်နော်တိုက်ပွဲ86ကြိမ်နော်3နှစ်မှာ86ကြိမ်ဆိုတစ်နှစ်မှာဘယ်နှကြိမ်လောက်ပဲဖြစ်လဲဆိုတော့ကိုယ့်အကိုပြန်တာတွက်ကြည့်တော့အကြိမ်20ကျော်ပေါ့ဗျာနော်အကြိမ်20ကျော်12လရှိရတစ်လောက်2ကြိမ်လောက်တော့ဖြစ်မှာပေါ့နော်တစ်လောက်2ကြိမ်ပတ်ချလေလောက်ဖြစ်ခဲ့တဲ့တိုက်ပွဲအပေါ်မှာဘာသွားလုပ်လဲဆိုတော့ပြရုပ်တစ်ခုကအရင်တော့ရှေ့တန်းဝင်ပြီဆိုရင်ဘူးမှမသိလဲတရင်လဲလျှို့ဝဲတယ်တရင်လဲထိန်ချန်တယ်ဘာလို့တော့ဒီကောင်တလနေပြန်ထွက်ပါနောက်တစ်နေရာပြန်ထွက်မှာတေးကြတယ်အဲ့9-5လဲတလားနေနောက်တစ်နေရာပြန်ထွက်မှာခွင်ချင်းတော့မတူတော့ဘူးပေါ့ဗျာပြောချင်တာသူကတလားစုဖွဲ့လေ့ကျင့်ကာလဆိုပြီးကမှတလားပြန်ပြီးတော့မှနောက်တန်းကိုပြန်နားတဲ့အခြေအနေမျိုးပေါ့ကျွန်တော်ပြောချင်တဲ့အဓိပ္ပာယ်ဒါရင်မကဘူးရန်ဝင်းဦးကဘာလုပ်လဲဆိုတော့ကျွန်တော်တို့ဒါတောင်ကြီးကလောအောင်မန်းဟဲဟိုရွှေညောင်းနော်ဒီကျွန်တော်ဒီဘက်ကရေရားတို့ဘာတို့ဘက်ကတာစီဘက်ကနေခွေးရုပ်တို့ဘာတို့ပေါ့နော်ခွေးရုပ်ဆိုတော့ယထာလမ်းပေါ်မှာပေါ့အဲ့ဒီဘက်ကပြန်ပြီးတော့အစင်လိုက်ပြန်မယ်ဆိုရင်ကလောအောင်မန်းဟဲဟိုရွှေညောင်းတောင်ကြီးရွှေညောင်းနဲ့တောင်ကြီးရဲ့ကြားထဲမှာဘာရှိရဆိုအေးတာယာဆိုတာကျွန်တော်တို့ရှိပါတယ်အဲ့အေးတာယာမှာစစ်မှုတန်းဟောင်းအိမ်ယာပေါ့နော်စစ်မှုတန်းဟောင်းအိမ်ယာအဲ့ဒါကိုမီဒီယာကိုဝေဝေဆာဆာဖော်ပြတာဗျအရင်တော့ဖော်ပြလိမ့်မရှိဘူးနော်အခုမီဒီယာဝေဝေဆာဖော်ပြလာဘာဖော်ပြလာလဲဆိုတော့အဲ့စစ်မှုတန်းဟောင်းအိမ်ယာမှာစစ်မှုတန်းဟောင်းအိမ်ယာဆိုတဲ့ကဘယ်သူတွေသွားနေရမလဲဆိုတော့သိရတဲ့အတိုင်းပဲမကင်းကတော့ဖွဲ့သွားနေရတာပေါ့အဲ့ဒါကိုခင်ဗျအိမ်ထဲအထိရောက်အောင်သွားတာနော်အိမ်ထဲအထိရောက်အောင်သွားတယ်ရဲဝင်အိမ်ထဲအထိရောက်အောင်သွားတယ်သွားပြီးတော့မှသူကသူ formal ပဲဆန်ဆန် informal ပဲဆန်ဆန်နော်ရုံးလုပ်ငန်းအစီအမင်းရပြရုပ်တစ်ခုအနေနဲ့ဝါဒဖြန့်မှုပဲဆန်ဆန်တကယ်မြေပြင်မှာအလုပ်လုပ်ပေးတာပဲဖြစ်ဖြစ်အဲ့ဒီခွက်ကတော့ကောင်းတယ်လို့တွတ်တွေ့ရရဲဝင်းကောင်းတယ်လို့ပြောမှာမဟုတ်နော်လုပ်တဲ့ခွက်ကောင်းတယ်လို့ပြောတာရဲဝင်းကောင်းတယ်လို့ကျွန်တော်ပြောတာမဟုတ်ဘူးစကားကျွန်တော်တိမ်ကြုံပြီးယူသွားတဲ့လို့ပါနော်ကျွန်တော်ပြောပြတာလုတ်သွားတဲ့အကွက်ကောင်းတယ်ဘာကြောင့်လဲသူစီကမင်းအောင်လိုက်9နှစ်လုံးလုံးမလုတ်ခဲ့ဘူးသူအဲ့အားနေချက်ကိုကောင်းကောင်းရှာတယ်ရဲဝင်းကောင်းကောင်းရှာတယ်ရှာပြီးတော့မှသူ့ရဲ့လူတွေဒါတွေကြောင့်ဆစ်ရှုံးနေပါလားဆိုတဲ့ဟာဆောနာ9-5ကိုဒူတိုင်းမှုကိုယ်တိုင်တွားကြိုခိုင်းတာတို့အဲ့ရဲဝင်းခိုင်းလို့တွားတာဖင်ရားဘူးမှမတော်ဘူးပတ်စံကုန်ပါလေရဲဝင်းကရောဆိုပတ်စံပေးပြီးခိုင်းမှာမဟုတ်ဘူးပတ်စံကုန်ပါကုန်ပေါက်မတော်ဘူးစစ်ဘိုလ်ချုပ်တော်တော်များများကုန်ပေါက်ဆိုမတော်ဘူးရပေါက်ဆိုသွားတယ်နော်ကုန်ပေါက်ဆိုဘယ်တော့မှမတော်ဘူးရပေါက်ဆိုသွားတယ်ဒါသည်ရဲဝင်းခိုင်းတာတေချာပေါက်ပဲပြီးရဲဝင်းအဲ့ဒါလောက်တယ်ဣတယာမှာသွားပြီးတော့မှအထက်မြင့်အစာအုပ်တွေဆောက်လုပ်ပြီးဆောက်လုပ်စေဆောက်လုပ်ရညာပြီးဆဲကြံပေါ့ဗျာဆောက်လုပ်ပြီးဆောက်အုပ်ကဘယ်လောက်ရှိရခန်းထဲကဘယ်လောက်ရှိရစစ်ထောက်ချုပ်ကိုယ်တိုင်ငါဒီ projector နဲ့ PowerPoint နဲ့ရှင်းပြီးတော့မှအခန်းတွေကိုဘယ်လိုဖွဲ့စည်းထားပါတယ်ဘယ်လိုလုပ်ထားပါတယ်ဆိုတဲ့ဟာတွေကိုရဲဝင်းကိုကောင်းကောင်းတင်ပြတာကိုရဲဝင်းနားထောင်ပြီးတော့မှအခန်းနေတဲ့အထိသူဓာတ်ရိုက်သွားခဲ့တဲ့ဗီဒီယိုဖိုင်လေးတစ်ခုသွားတွေ့ရပါတယ်ဟာမင်းကွာခွေးတွေရှောက်သွားနေကြအောင်မင်းကဗဇက်ရတာခံပြီးပြောနေတာလားဆိုတော့သူတို့ဓာလုံးနေတာတွေ့တယ်လို့ကျွန်တော်ပြောချင်တာနော်သူတို့ဓာလုံးနေတာတွေ့တယ်ဓာဒီသူတို့စီယုံကြီးလုံးနေတာနော်ပြီးရင်စစ်သားကအလိုလျောက်ရနေပါတယ်နော်စီယုံနေရမလိုပါဘူးအလိုလျောက်ရနေပါတယ်နံပါတ်1ချက်အလိုလျောက်ရနေပါတယ်အလိုလျောက်ရနေတဲ့ကာလမှာရဲဝင်းကအောက်ခြေအထိဆင်းပြီးစီးယုံနေပါပြီကျွန်တော်ပြောချင်တာဒါတွေ့တယ်ပဲပြောတာနော်တွေ့ပါတယ်ဒီဟာလေးကကျွန်တော်တို့
တော်လိုင်းတပ်ဖွဲ့တွေရဲ့တတိထားတဲ့အချက်တစ်ချက်ကောင်းကောင်းချက်တစ်ချက်ဖြစ်ပါတယ်ဆိုတဲ့ဟာလည်းပြောချင်ပါတယ်နောက်တစ်ခုကတော့ဒါကျွန်တော်တို့သိမ်းထားတဲ့မြို့104မြို့မှာဒီနေ့တစ်ချိန်ဒီပြန်ရေတွက်မယ်ဆိုတော့ကျွန်တော်18မြို့ပြန်ပါတော့ပါပြီနော်ပြန်ပါတော့ပါပြီပြန်ပေးထားရပါပြီနော်ပါသွားတာတော့မဟုတ်ပေးထားရတာပေါ့နော်ပေးထားရပါပြီအဲ့တော့ဘယ်နေ့ပဲချိန်မှာဒီ18မြို့ကိုပြန်ပြီးတော့ကျွန်တော်တော်လိုင်းတပ်ဖွဲ့တွေကပြန်မယူနိုင်ဘူးလို့မဆိုလိုပါဘူးတော်လိုင်းတပ်ဖွဲ့တွေတနေ့တစ်ချိန်ချိန်မှာတော့ဒီ18မြို့ကတော့တော်လိုင်းတပ်ဖွဲ့တွေလက်ထဲကိုတော့မလွဲမသွေပြန်ရောက်မှာပဲဒါပေမဲ့ကျွန်တော်တို့89မြို့လက်ရှိလောတဲ့89မြို့တော့ကျွန်တော်တို့ထိမ့်သိမ်းထားနိုင်ဇဲပါလို့ကျွန်တော်ပြောချင်ပါတယ်အဲ့တော့18မြို့ကတော့ဒီကာလအတော်တွင်းမှာပဲဒီကာလကိုရှေ့ကကာလဘောနော်မင်းအောင်လိုင်းလက်ထက်ကောရဲဦးလက်ထက်ကောပေါင်းလိုက်လို့ရှိရင်တော့18မြို့ပြန်ပြီးတော့မှကျွန်တော်တို့ခိတ္တခဏပြန်ပေးထားရတယ်လို့ပဲဒါမှတ်ယူလို့ရပါတယ်ဘာကြောင့်လဲဆိုတော့ဒီ18မြို့မှာစစ်တပ်ကအဲ့ဒီတခုကျွန်တော်ပြောချင်တယ်ဗျစစ်တပ်ကပေးဆမ်းမှုကိုဘယ်တော့မှမကြည့်ပါဘူးရလက်ကိုပဲကြည့်ပါတယ်နော်အဲ့စကားတကယ်တွေးကြည့်တကယ်ကြီးကြည့်ပါပေးဆမ်းမှုကိုဘယ်တော့မှမကြည့်ပါဘူးရလက်ကိုပဲကြည့်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်ရှေ့အချက်မှာဗာပြောခဲ့လဲဆိုတော့မိုးဆိုးမအင်ယာတွေကိုရဲဝင်းကတွားကြည့်နေတယ်နော်ရဲဝင်းကတွားကြည့်နေတယ်ဘာကြောင့်ကြည့်လဲနောက်ထပ်အဆောက်အဦတွေထပ်ဆောက်နေတယ်နော်မိုးဆိုးမတွေထပ်လာအောင်မယ်ဆိုတော့ तू သိတယ်အဆောက်အဦတွေထပ်ဆောက်နေအဲကြောင့်ပြီးဆဲကြံပေါ့နော်ဆောက်လို့ပြီးဆောက်လို့ဆဲဆောက်လို့ရန်ကြံဆိုတဲ့ဟာကိုကျွန်တော်တို့ဒါအေးတရာမှာကောင်းကောင်းမြေလို့မြေရိုင်းတွေကိုတိမ့်ပြီးတော့မှအဆောက်အဦတွေကောင်းကောင်းလှုပ်ပြီးတော့မှသူ့ရဲ့ဂင်းကာတို့ဖွဲ့ကိုထားဖို့စီစဉ်နေပါတယ်ဒါကလည်းသူတို့အတွက်စီယုံရေးတစ်မျိုးဖြစ်တယ်လို့စစ်တပ်တွေစိတ်တက်ကြွသေးတဲ့အကြောင်းအရာတစ်မျိုးဖြစ်ပါတယ်ဒါက plus ဖက်ကနေကြည့်တာကျွန်တော်တို့အပေါင်းလက္ခဏာဆောင်သော view နဲ့ကြည့်ရအနှုတ်လက္ခဏာဆောင်သော view နဲ့ကြည့်ရင်တော့မင်းထပ်သေးရောမင်းတို့ထပ်သေးရောမှာဒါကြောင့်ငါတွေ့တာမင်းတို့တီသွားလို့မဟုတ်ဆုံးမဖြစ်ရင်ငါဒီပါငါအိမ်နေဆောက်နေပြီမင်းတို့တက်လာခဲ့အချိန်မျိုးတက်လာခဲ့ယောက်ျားတေဝါကြီးဆိုတဲ့တမိဘာမှအားမငယ်နဲ့ဒီမှာညီးတွေအခန်းရှိပြီးသားဆိုပြီးတော့မှမိမောင်းထိုးပြတာလည်းဖြစ်တယ်ပေါ့နော်ဘာပဲဖြစ်ဖြစ်သူ့လူတွေကတော့စိတ်တက်ကြွသွားတာတော့အသေးချာပဲဆိုတာကိုကျွန်တော်တခုသွားတွေ့ရတယ်ပေါ့နော်ဒါကြောင့်ဒီမျိုးပေါင်း18မျိုးကရဲဝင်းတို့ကပြန်လာရပါတယ်မင်းအွန်လိုင်းတို့ကပြန်လာရပါတယ်ရလက်ပဲရှိတာပေးဆက်မှုဘယ်လောက်လဲဆိုတာမထုတ်ရဘူးနော်ထုတ်ရတဲ့တနေ့တေချာပေါက်စစ်တပ်ကကြာရှုံးသွားမှာပဲဘာကြောင့်လဲဆိုဟာမောတောင်မျိုးကိုပြန်ရသွားတယ်မောတောင်မျိုးစတင်တိတ်ပိုက်ခံရပြီးချိန်မှယနေ့မောတောင်မျိုးအားတမတော်မှာပြန်လဲထိန်းချုပ်သည့်အချိန်ထိတမတော်မှာတမတော်ဓာပေါင်းဘယ်နှယောက်ကြာဆုံးခဲ့ပါတယ်ဘယ်နှယောက်ကတော့စိုးရင်ရဒဏ်ရာရရှိခဲ့ပါတယ်ဘယ်နှယောက်ကတော့မစိုးရင်ရဒဏ်ရာရရှိခဲ့ပါတယ်လို့လုံးဝမထုတ်ပြန်ရဲပါဘူးเนาะဒါကသူတို့ဘက်ကအပိုင်းပေါ့နော်အဲ့တော့သူတို့ဓာတ်တွေလုံနေတာတွေ့ရပါတယ်ဒီလိုမျိုးရလက်ကိုပဲကြည့်ပါတယ်ပေးဆက်မှုကိုမကြည့်ဘူးဆိုတော့အချက်တစ်ချက်ကတော့လုံးဝအသေးကြပဲလို့ကျွန်တော်ပြောချင်တာပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်ဗီဒီယိုဖိုင်လေးတစ်ခုကျွန်တော်နားထောင်ကြည့်အောင်ပေါ့နော်ညီမလေးရဲ့နာမည်နဲ့အသက်ကလေးပြောပြပါအောင်အသက်ကတော့20ပါနာမည်ကတော့မိကာယန်ပါညီမလေးတစ်ဖက်အဖွဲ့စီကိုဘေးရှင်းစတင်မိကာယန်နော်မိကာယန်စတင်မျိုးရောက်ခဲ့ရတော့တစ်ဖက်ဖွဲ့စီကို2024ရောက်ရောက်ခဲ့ရပါ2024မှာ PDF ရဲ့ဝင်တာယောကြည်ယော24မှာ PDF ရဲ့ဝင်တာတဲ့မနေ့ကဇက်တိုက်ထားပါဗာလဲဆိုသမီးတို့ကဆန္ဒပြတယ်ဗောနော်ဆန္ဒပြရင်ရနေမှာဘလို့ညာလို့ဖြစ်လို့အိမ်မှာလဲနေလို့မရလို့တင်းချောင်းဒီတော်တဲ့ကိုဘာကြောင့်ရောက်တယ်ဆိုတော့အဓိကအချက်ကိုစိတ်ကထုတ်မပြောရဲဘူးမပြောခိုင်းရဲဘူးဘာကြောင့်လဲဆိုဟိုကလည်းပြောတကယ်အစစ်အမှန်ကိုပြောပါဆိုလို့ရှိရင်ကျမတို့ဆန္ဒပြတယ်ဆန္ဒပြတော့ကျမတို့အိမ်နေထိလိုက်ဝင်ပြစ်ခတ်ဖြိုခွင်းတယ်ကျမတို့အိမ်နေထိလိုက်ဖမ်းတယ်နော်သူကတကယ်အစစ်မှန်ဆိုရင်ကျမတို့အိမ်နေထိလိုက်ဖမ်းတယ်ဘလို့မှနေလို့မရဘူးနေလို့မရလို့ကျမတို့တော်တဲ့ကိုရောက်သွားတယ်လက်နဲ့ကင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်ဒီဖြေလာမှာကိုက2024မှာတော်တဲ့ရောက်တာတဲ့ဘာလို့များဝင်ရောက်ဖြစ်သွားလဲညီမလေးဟုတ်အငယ်ချင်းတွေနဲ့အမျိုးလုပ်ငန်းထွက်လုပ်ရင်းနဲ့အတူတူဝင်ရောက်ဖြစ်သွားတာတငယ်ချင်းတွေနဲ့လုပ်ငန်းထွက်လုပ်တာဘာလုပ်ငန်းအဲ့တော်တဲ့ကိုဘာလုပ်ငန်းသွားလုပ်တာ
မေးအောင်တော်တဲ့ကိုဘာသွားလောက်တာနော်အဲ့လိုပြောလို့မင်းတို့ကအောက်လုံးနေနေပဲကွာမင်းတို့ကခါအထက်မတက်တော့ဘူးဆိုတော့မိမိလင်ဖြေတဲ့ဟာကလည်းခါအထက်မှမရောက်တာဘူးအလုတ်သွားလို့ရင်းနဲ့တော်တဲ့ရောက်တာဟုတ်တယ်တင်လင်းရောက်နေအလုတ်လို့ရင်းနဲ့အလုတ်လို့ဖို့ဆိုပြီးတော့မှစစ်တပ်ကနေစီရီယံလောက်လာတာနော်တော်လည်းလို့ဖို့တော်တဲ့ကိုသွားတာအလုတ်လို့ဖို့တော်တဲ့သွားတာမဟုတ်ဘူးနော်တော်တဲ့ဆိုရင်အဲ့ဟိုကဗာလဲခြုံတိုးဖို့လောက်ပဲတိတယ်ဖွဲ့လားမသိဘူးဟိုပြောရလို့ရှိရင်တော့ အဲ့လိုမျိုးဝင်ရောက်တဲ့အချိန်မှာရောညီမလေးဘာလို့ခိုင်ရခံစားခဲ့ရလဲ ဟုတ်ဟိုတင်တန်းတက်တော့ကတော့အမျိုးသူတို့အပြစ်ပေးရေးယူတာတွေတော့အမျိုးဒုက္ခကြီးခံရရတယ်ကြာရင် ဘာဒုက္ခခံရလဲတင်နန်းတက်တဲ့ချိန်မှာဒုက္ခခံအပြစ်ပေးရေးယူတာရှိတယ်အဲ့ဒါဟေးငါတို့တင်နန်းကြီးဖွင့်နေဟေးတဲ့သမီးတို့ပြောသလိုနေတားတို့ပြောသလိုနေတင်နန်းဆင်းမဲ့နေရတော့2026ခုနှစ်ဒါအခုကဒီနေ့ကကျွန်တော်မေလ21ရက်နေ့ပေါ့နော်တင်နန်း3လပေါ့ငါတို့ဩဂတ်လ21ရက်နေ့20ရက်နေ့မှာတင်နန်းဆင်းမယ်ပြောသလိုနေကြဒီ3လတင်နန်းဆင်းပြီးွားရင်တော့ညီတို့သမီးတို့သားတို့က PDF တွေဖြစ်ပါပြီလို့ကျွန်တော်တို့ကတင်ပေးရမှာလားစစ်တင်နန်းမှာအပြည့်ပေးအေးအေးယူတာကိုပြောဆင်းဟိုဟာကိုအနာလုတ်တယ်ဆိုတာအဲ့ဒါမှအစ်စ်နော်အဲ့ဒါအစ်စ်တေချာပေါ့အစ်စ်ပဲဟာပရိုပဂန်ဒါကောင်းကောင်းမလုပ်တတ်တဲ့စစ်တပ်နော်ကောင်းကောင်းမလုပ်တဲ့စစ်တပ်ဆန္ဒပြောရင်ကျွန်တော်ပြောနှစ်ချက်နဲ့ပြောသွားတယ်နော်သူ့လူသူစီယုံတယ်လို့နဲ့ဟိုမှာအစာဦးတိတွေဆောင်းနေမင်းတို့မုံဆိုးမကြီးထပ်တိုးလာမယ်ဆိုတဲ့ဟာလေကျွန်တော်ထည့်ပြဒါကြောင့်မို့ပရိုပဂန်ဒါကိုကောင်းကောင်းမလုပ်တတ်တဲ့စစ်တပ်လို့ကျွန်တော်ပြောချင်တာအဲ့ဒါလာချလို့အမျိုးတိုင်းအဆက်တွေပါဖြစ်သွားတဲ့ခါကျရင်ပြေးရတာတွေတော့ခက်ခဲဖြစ်ခဲ့ရတယ်။လေရင်လာချလို့ပြေးရလွားရတာကိုခက်ခဲဖြစ်တယ်။မပြေးချင်အဲ့မှာနေခဲ့လေရင်ကျဲတဲ့နေရာမှာနေခဲ့ပေါ့သမီးရဲ့နင်းဟိုဖြစ်နေတဲ့အကြောင်းရှိမလား။ဟုတ်တယ်မလား။ဟာကျမတော့ဒိုင်းလေရင်လာကျဲလို့ပြေးရတာဒုက္ခကြီးလို့ခံစားရပါတယ်။ကျမလေရင်ကျဲတဲ့နေရာမှာပဲအသေးခံလိုက်ပါမယ်။ခံပေါ့ဘာဖြစ်လို့။ဘသူကလိုက်ပြီးတော့မှဟိုဖြစ်နေလို့လေရင်ကျဲတာဒုက္ခတဲ့လေရင်ကျဲတာဒုက္ခတော့နေဖေးအုံနောက်ထဲ့မပေးလိုက်ဘူးလားမသိဘူးတဲ့အဲ့နေရာမှာတစ်ဆက်လိုဝါလာအဆက်တစ်ဆက်လိုဝါရနေတူတယ်နော်အဆက်လို့ပြောတာနော်ကျွန်တော်ကတမျိုးမထင်မမြင်ရနဲ့ရောမလေးအဲ့တစ်ခါဖွဲ့စီမှာဘာတောင်းဝင်ထမ်းဆောင်ရလဲဘယ်လိုရာထူးတွေများရှိခဲ့လဲ တစ်ခါဝင်မှာတော့ဟိုတောင်းရတော့ဒုစိန်ပေါ့တငယ်2024မှာဝင်တာဒုစိတ်မူနော်ဒုစိတ်မူဟော2021အာနာသိမ့်ပြီးကြတဲ့ကဝင်တဲ့ကောင်တွေဆိုဒီချိန်တက်ခွဲမှုတွေတရင်မှုတွေပလူပြန်းနေလောက်ပြီဟောအဲ့တော့ပြောချင်တာရဲဝင်းသားတော်မဲ့ဒီချိန်မှာဒုစိတ်မှုဖြစ်ပြီလားစစ်တပ်ထဲမှာဒုစိတ်မှုဖြစ်ပြီလားသွားမေးကြည့်အောင်နော်သူ့ရည်ရှင်သူ့လက်ပဲနဲ့နော်လူကြီးသားမို့လို့သာဖြစ်မယ်အားကြောင့်ဆောနာကျွန်တော်ညီးကဘာမို့လို့ဒုစိတ်မှုဖြစ်တာလဲလို့မေးချင်တာဒါပေမဲ့တော့ကြမင်းတို့ကအော်လုံးနဲ့ပဲထုံးထဲအောင်ပါလားလို့ကျွန်တော်တမျိုးမြင်မှာဆိုလို့တွက်လူကြီးသားသမီးလားဆိုလိုချင်တဲ့အိဗယ်ကလူကြီးသားသမီးမို့လို့လူကြီးသမီးမို့လို့ဖြစ်တာလားပေါ့နော်တထားလိုက်ပါမပြောတော့ပါဘူးထင်ရတာတော့ရဲမိချုပ်ကိုထိနေရပါတယ်မလေးအလင်းဝင်ဖြစ်ဖို့ရောဘယ်လိုမျိုးစတင်မျိုးစဉ်းစားခဲ့မိရလဲဟုတ်လင်းဝင်မှုကတော့အရှိတငယ်ချင်းတွေလင်းဝင်သွားတာတွေ့လို့လိုင်းကနေဗီဒီယိုဖိုင်တွေ့လို့ဆိုပြီးတော့မှကျွန်တော်လည်းတငယ်ချင်းတွေနဲ့အမျိုးချိတ်ဆက်ပြီးတော့မှလင်းဝင်ဖြစ်ခဲ့ပါအဲ့လိုရှောက်ပြောနော်ရှောက်ပြောရှေ့ကတငယ်ချင်းလင်းဝင်သွားတွေ့လို့တဲ့ဗီဒီယိုဖိုင်တွေ့လို့တဲ့တငယ်ချင်းတွေနဲ့ချိတ်တယ်တဲ့နောက်ကကြံခဲ့တဲ့ PDF တွေဖုံးသိမ်းခံအောင်မယ်နင်လောက်တာနဲ့ပဲနော်ဖုံးသိမ်းခံနေရအောင်မယ်ဟောအဲ့လိုမျိုးအတွေးချော်တဲ့ PDF မရှိဘူးနော်လိန်နာလဲကြည့်လိန်နော်လိန်နာလဲကြည့်လိန်လိန်ငင်ကို6ချောင်းကိုလိန်နေနော်ပြောချင်တာအဲ့မှာဘာထပ်ပြောလဲဆိုတာကျွန်တော်ထပ်ပြီးတော့ပြောပြအောင်မယ်ဟိုအားနဲ့ချက်ကျွန်တော်လိုက်ရှာတာမဟုတ်တွတ်တွေ့တာဟဲ့ဒါဆိုရင်ဒါထောက်လိုက်မယ်ကျွန်တော်တို့ကဒီမှာစကားပြောတယ်ဒါပြောရင်စစ်တပ်ကဒါထောက်မယ်ဆိုတဲ့ဟာကိုကျွန်တော်တို့ကတွက်ပြီးတွက်ရသေးတယ်
သူတို့မှဟာဒီလိုပြောရင်ငါတို့တော်လိုင်းဘက်ကပြန်ပြီးတော့ထောက်မလားဆိုတဲ့ဟာလုံးဝ nothing လုံးဝဘာမှမရှိဘူးနော် အဲ့လိုမျိုးအလင်းဝင်လာတဲ့အချိန်မှာရောညီမလေးအခက်အခဲဘာများကြုံခဲ့ရလဲ ဟုတ်အခက်အခဲကတော့အဲ့လိုမျိုးဒီ gate ဒီစစ်တဲ့ခါမှာအခက်အခဲဖြစ်ခဲ့ပါတယ်ဒါပေမဲ့ဒီ money တဲ့ရောက်မှာပဲအဆင်ပြေ ဘယ်ကိကစစ်တာဘယ်ကိကစစ်တာကိကစစ်တဲ့သူ PDF ဆိုခိုင်းမဖမ်းလိုက်ဘူးလားကိကစစ်တဲ့ချိန်မှာခက်ခဲဖြစ်တယ်ဘာနဲ့ဖြည့်ရှင်းခဲ့တာအဲ့ဒါနော်ဘာနဲ့ဖြည့်ရှင်းခဲ့တာဘယ်လိုဖြည့်ရှင်းခဲ့အောင်အဲ့စစ်တပ်ကိက PDF လည်းလွတ်ပေးနေရလားလွတ်ပေးနေရလားစောက်တလွဲချင်းနေတယ် ဒီမှာတော့အဆင်ပြေသွားပြီးတော့မှရွာကိုပြန်ပြီးတော့မှရွာနေပြီးတော့တစ်စင်းဥက္ကရာရင်းနဲ့တိုင်ပြီးတော့မှလင်းဝင်ခဲ့ရပါ ညီမလေးတို့ ရွာကိုပြန်နေတဲ့နော်သူပြောရတဲ့ထဲမှာနော်ကျွန်တော်မပြောဘူးနော်ရွာကိုပြန်နေတဲ့သူရွာကိုရောက်ခါမှာဥက္ကရာနဲ့တိုင်ပင်တာနော်ဥက္ကရာကိုကြိုပြောတာမဟုတ်ဘူးအဲ့တော့မဥက္ကရာကြီး PDF လက်ခံတယ်နော် PDF လက်ခံတယ်နော်ရွာတွေထဲမှာ PDF တွေရှိတယ်နော်ဒီအိမ်ကဒီဟိုကပျောက်နေတယ်ဆိုတဲ့ဟာ PDF ရဲ့ရောက်နေတယ်ဆိုတဲ့ဟာတော့ဥက္ကရာတွေမသိဘူးခင်ဗျားဥက္ကရာတွေကဆောက်ဆံရဖို့ပဲလုံနေတဲ့ပုံစံမျိုးရှိတယ်ပေါ့နော်အဲ့တော့သူကရွာကိုရင်ပြန်တယ်ပြန်ပြီးကမှဥက္ကရာနဲ့တိုင်ပင်တယ်တိုင်ပင်ပြီးတော့မှတက်အလဲပိုင်းတိုင်းစစ်တာနာယုံနဲ့ချိတ်ပြီးလာတာမဟုတ်ဘူးနော်ပြောချင်တဲ့ဟာတော့သူကသူအိမ်ရင်ပြန်တာပြန်ပြီးကမှဥက္ကရာကိုပြောတယ်ဥက္ကရာနဲ့တိုင်ပင်တာနော်ကျမအလင်းဝင်နေတယ်လို့တော့ပြောတာမဟုတ်ဘူးဥက္ကရာနဲ့တိုင်ပင်မှာဥက္ကရာအေးဒါဆိုရင်တော့ညီတို့ဒါတိုင်းစစ်တာနာယုံကိုအကြောင်းကြားတာပိုကောင်းလိမ့်မယ်ဘာညာဆိုပြီးတော့စူချင်းငွေလေးတပြားနှစ်ပြားပဲလှော်ပြတော့ရနိုင်တယ်ပေါ့ဆိုပြီးတော့မှရောက်သွားတဲ့အခြေအနေပေါ့နော် ဒီလိုမျိုးခုမျိုးအလင်းဝင်လာတဲ့အချိန်မှာရောတက်မတော်နေနဲ့တက်မတော်နဲ့နိုင်ငံတော်ရဲ့ကြိုးစိုးမှုလေးရောညီမလေးရဲ့စိတ်ထဲမှာခံစားရလေးပြပြပေးပါအောင် ခံစားရတဲ့စိတ်ထဲမှာခံစားရတာတော့သူဘက်ကနူးနူးထွေးထွေးကြိုဆိုတယ်ဒီလိုမျိုးညီမလေးတို့လင်းဝင်လာအောင်လေသူကဝမ်းသာပီတိဖြစ်တယ်ဒီလိုမျိုးစားတော့လာနေလည်းအဆင်ပြေတယ် 2024မှာ PDF တွေကိုရောက်တယ်2026မှာအလင်းဝင်တယ်နှစ်နှစ်လုံးငတ်ပြန်နေတာပေါ့ဟုတ်လားနှစ်နှစ်လုံးငတ်ပြန်နေအောင်စားတော့တာလည်းအဆင်ပြေတယ်ပေါ့အဲ့တော့ကျွန်တော်တို့ကစောက်တလဲဂျင်းတွေရှိပါတယ်စစ်တပ်ကတစ်ခါတလေမှာသူတို့စောက်တလဲဂျင်းတွေပေးပြီးတော့မှစီယုံနေတာလည်းရှိသလိုသူတို့ဓာတ်ကြီးလုံနေတယ်ဆိုတာတော့ကျွန်တော်တို့တီးဖို့လိုကျွန်တော်ဒီနေ့ပေးခြင်းတဲ့ message ကတော့တခြားဟာတော့မဟုတ်ပါဘူးเนาะစစ်တပ်ကဓာတ်ကြီးလုံနေတယ်ဆိုတဲ့ဟာတော့ကျွန်တော်တို့တီးဖို့လိုပါတယ်ဒါမှသာလျှင်ကိုကလည်းဘာတွေပြင်ဆင်ရမလဲဆိုတော့အကြောင်းတရားတွေလည်းကိုနဲ့အကြောင်းပေါင်းတိုက်ဆိုင်ခဲ့ရင်လည်းထက်သွင်းစဉ်းစားလို့ရအောင်လို့ကျွန်တော်ကအကြံပြုတင်ပြခြင်းဖြစ်ပါတယ်ဆိုတဲ့ဟာကိုပြောကြရင်လည်းကျွန်တော်ဒီနေ့သတင်းတင်ဆက်မှုလေးတော့ဒီမှာပဲညီကုန်းချုပ်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်